ပေါ်စီနော်တွေ့လားပေါ်စီကြလားပြစ်မဟုတ်မှာနော်စမ်းကြည့်မနော်လွဲလာခက်ချက်ရှားပါဘူးนี่ဟုတ်တယ်ဟာတော့ရကြည့်တာနော်စကေးတွေပြနေပြီဒေးတော့စကေးတွေတော့မဟုတ်ဘူးငါကျဲ အားကျဟေး ရှုံးလို့တဲ့သူက နည်းတော့စကေးမုံနော်6ချက်9ချက် ငါဒီနေ့တော့ အာလိတ်သွားတယ် ခုနချက်တာ ခုနချက်ကွာစမ်းကြည့်မနော် ရှစ်ချက်ကိုအာအထဲတော်ဝင်သွားတယ်10ချက် အာလှုပ်သွားတော့ကွာနော်တဲ့ နည်းနည်းလေးပဲလွဲသွားတာ တလုံးပဲကြာ ကောင်းတယ်ဟေး